အားကစားဝါသနာရှင်များအားလုံးမင်္ဂလာပါဗျာကာရာဘောင်ကပ်ဆီမီဖိုင်နယ်ဒုတိယအကျော်ပွဲစဉ်အဖြစ်မန်စီးတီးနဲ့နျူကာဆယ်တို့ရဲ့ပွဲကြီးပွဲကောင်းကို Etihad Stadium မန်စီးတီးအိမ်ခွဲမှာဖေဖော်ဝါရီ9ရက်နေ့မနက်အစောပိုင်း2နာရီခွဲမှာရှင်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်အခုလက်ရှိမန်စီးတီးခန်းစစ်မှာဒရန်ရသူတချို့ရှိပေမဲ့မျက်နှာသစ်တွေကအထိုင်ကျနေပြီမလို့စိတ်ပူစရာမရှိပါဘူးမန်ချက်စတာစီးတီးအသင်းကတော့ပထမအကျော် St James Park မှာနှစ်ဂိုးပြန်နှုတ်နိုင်ထားလို့ဒီတစ်ခေါက်အိမ်ကွင်း Etihad မှာသူတို့အတွက် PR ကတိတ်မရှိလာပါဘူးဒါပေမဲ့လက်ရှိ Newcastle အတွက်ကတော့ဂုံတိခါဆိုတာရှိနေပါတယ်ဂိုးပြတ်ရှုံးထားတာကိုသူတို့ဘလို့တုံ့ပြန်မလားဆိုတာဒီပွဲရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချက်ပါပဲမန်စီးတီးတို့နှစ်ဂိုးအသာရပေမဲ့နီးပြပက်ကွာဒီယိုလာကတော့ရှော့ကစားမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ပရီးမီးယားလိဂ်မှာစပါးကို2ဂိုးဦးဆောင်ပြီးမှ2ဂိုးစီတရေကျခဲ့တဲ့တင်ငန်းစာရှိနေလို့ပါပဲမှတ်တမ်းရလဲ Etihad မှာ Newcastle နဲ့တွေ့ရင်နောက်ဆုံး18ချိန်မှာ18ချိန်အထိနိုင်ထားလာမလို့ဒါဟာ Newcastle အတွက်တော့တကယ်ကိုချိန်ချောက်မှုပါပဲဗျာ Newcastle ကတော့လက်ရှိအခြေအနေမကောင်းပါဘူးပြီးခဲ့တဲ့အပတ်မှာ Liverpool ကိုဂိုး4ဂိုးတကိုးနဲ့ဂိုးပြတ်ရှုံးထားလို့ယုံကြည်မှုပိုင်းထိခိုက်နေနိုင်ပါတယ်ဒါပေမဲ့ Newcastle မှာရွေးချယ်စရာမရှိတော့ပါဘူးဒီယာဒီ Premier League မှာ Man City ကို2ဂိုးတကိုးနဲ့အနိုင်ယူမှုတာမှတ်တမ်းကသူတို့အသွေးတစ်ခုတည်းသောအားစေးပါပဲ Newcastle မှာအရှင်ဟုန်ကောင်းတဲ့တိုက်စစ်ကစားသမားတွေရှိနေလို့ Man City ရဲ့မြင့်မားတဲ့ခန်းစစ်စီးနောက်ကဂိုးပေါက်ဒီကိုဒုက္ခပေးဖို့ကြိုးစားလာမှာပါဗျာရှုံးစရာမရှိတော့တဲ့အသင်းတစ်သင်းရဲ့အနိုင်လိုချင်စိတ်ဘယ်လောက်တည်ရှိမလဲဆိုတာစောင့်ကြည့်ရမှာပါဗျာ overall သုံးသပ်ရမယ်ဆိုရင်တော့ Man City ဟာအိမ်ကွင်းမှာအမှားရွေးအလုံးနဲတဲ့အသင်းပါ Newcastle ကဂိုးရဟိုတိုက်စစ်ဖွင့်လေMan City အတွက်ဂိုးရနိုင်ကြီးပူရလေဖြစ်လာမယ်လို့ထင်မိပါတယ်ကျွန်တော်ရဲ့ခံမှန်းချက်ကတော့ Man City နိုင်ပြီး Final ပွဲကိုတက်လန်းသွားလိမ့်မယ်လို့ထင်မိပါတယ်ပရိသတ်ကြီးတို့ဘယ်လိုထင်လဲ Man City တို့မဲ့ဂိုးပြတ်မလားဒါမှမဟုတ် Newcastle တို့ surprise တွေလုပ်ပြနိုင်မလား comment မှာခံမှန်းပေးသွားကြပါဦးအပတ်စဉ်အားကစားသတင်းတွေတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ Facebook YouTube နဲ့ TikTok တို့ကို subscribe နဲ့ follow လုပ်ထားဖို့မမေ့နဲ့ဦးနော် Telegram မှာ live လွှင့်ပေးသွားမှာဖြစ်လို့ကျွန်တော် Telegram ကိုဝင် join ထားပေးကြပါအောင်ဗျာအဆုံးထိကြည့်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာ